ပြန်ရှောက်ရှိလာခဲ့တဲ့ Uranus ကြာသွားခဲ့ပြီဟဲ့ဆိုတော့လက်ရှိမှာပြန်ပြီးတော့ Leather Fan လေးတောက်ချောက်ပေးတော့ခဲ့ဒီမှာ Retribution စင်တော့မပြေဘူးပါဂိမ်းနံပါတ်3ကိုဆက်လက်ပြီးဆွဲခေါ်သွားခဲ့ဖြစ်ပါတယ်တော်တော်လေးမှကျန်းတဲ့ပွဲတစ်ခုလို့ပြောလို့ရသွားပြီအဲ့တော့ Nirvana ဆိုတဲ့အတိုင်း Nirvana တော့ဖြစ်နေတော့မြဲပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ် game ဝဲတော့ဆက်ပြီးကြည့်ရှုအောင်ဖြစ်ပါတယ်ဒီကတကယ်ကို reverse ပြန်ဖြစ်သွားရေပေါ့နော်သူတို့ရဲ့ဒီ law ကလည်းပြန်ရသွားခဲ့တဲ့ခိုက်တယ်လို့ပြောအဓိကတော့ carry ပြစ်တာပါသွားတယ်ပေါ့နော်သူရဲ့ carry ပြစ်ချက်တွေတူပဲကဲအဲ့တော့ကျွန်တော်တို့ game နံပါတ်3သွားအောင်ဖြစ်ပါတယ်၄ရောက်လောက်ထိတော့ defend တော့ကာခဲ့ပြီမယ်လေအဓိကနောက်ကနေမှ carry က crystal throw ထဲကိုချိုးနေရဆိုဘလုံးမအောင်လုံးလို့မရတော့ဘူးဆိုတာကြီးကတော့ဖြစ်သွားခဲ့ပေါ့နော်လက်ရှိတော့ Bruno ရဲ့ KD ကတော်တော်လေးကောင်းတယ်1215ဆိုရင် KD ကတော်တော်လေးကိုလှပါတယ်တကယ်လေးပဲစစ်ပြီးတော့အကောင်းဆုံးနေပေမဲ့လည်းပဲဘလုံးမရတော့ကျွန်တော်ရှိမှပြောလို့ဒီ Bruno အိတ်လိုက်တာနဲ့ဇလဲကပြီးသွားပြီဆိုတဲ့အတိုင်းပဲ Bruno ပဲတည်ပြီးတော့အိတ်နေအဲ့တော့ Bruno ကနေရတဲ့သူတွေကလည်းပဲရှိမှသူတို့လုံးချင်နိုင်လို့မရတော့ဘူးဒီ Bruno ရဲ့ဘေးနားမှာပဲရှိနေတဲ့အတွက်ကြောင့်မလို့တော့လိုအပ်နေတဲ့ objective တွေနောက်တစ်ထပ်ပြီးတော့ဒီသူတို့ကားစရာရှိရရောလွတ်သွားခဲ့နေပဲဒါရှုံးပွဲတစ်ခုတော့ဆက်လက်ပြီးရင်ဆိုင်လိုက်ရပါတယ်ဗောနော်ဟုတ်ပါတယ်ဟီယိုဂီယာကြည့်မှာဆို9ကောင်လုံးတော့ကွာဆိုပေမဲ့တိတ်တော့မကွာဘူးဗောနော်အဲ့တော့ duration time က22မိနစ်ဆိုပေမဲ့ကျွန်တော်တနိုင်နီးပါးတော့ကြာသွားရေဗောနော်ဂျားထဲမှာလည်းပေါ်ဆိုင်လေးပါလေးနဲ့ဗောနော်โอเคဟုတ်တယ်အဲ့တော့ကြည့်မှာလို့ရှိရင်တော့ baseball အနေနဲ့ကတော့ baby cake နော်လုံးဝ cake ထနေရဆိုတိုင်းပဲလုံးဝ cake ဖြစ်နေရောအဲ့တော့ wire မှာလည်း baby cake ပဲနော်အဲ့တော့ sampan မှာတော့ဘာမီဆန်ဖို့ဖြစ်သွားပြီအဲ့တော့ guardian goal မှာတော့ ayu mafi ပဲဖြစ်သွားတယ်ဟုတ်ပါတယ်နော်လက်ရှိ MVP ရမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်သူများရသွားမလဲ Uranus နော်ဒီကသူ့ရဲ့ရှိရ initiate တွေကြောင့်လည်းပါတယ်သူရှိမှတော်ပြီးတော့ဒါ every ad တွေလှည့်မယ်တက်ပြီးတော့ဒီ consecration ပြန်ပြီးပြေးလာမယ်အဲ့လိုမျိုးပုံစံတွေကြားထဲမှာမလုံးလို့မရလိုက်ဘူးပေါ့နော်ဆိုတော့တစ်ဖက်ကနေမှလည်းဒါ gauge နိုင် gauge လို့မရလိုက်တဲ့အနေအထားတစ်ခုတွေအဓိကတော့ baby gauge အတွက်ကိုမှဒီပြည့်ရသူကခက်နေတဲ့ဒီ Uranus ကြီးကိုထိုင်ပြစ်နေရတဲ့တွေကိုမှဘလိုင်းမှာ